ကျေးဇူးကုန်တော်အပေါင်းတရားဖြစ်တော်မူသောအရှင်ဝိပတိမြတ်စွာဘုရားကိုယ်တော်အလိုတိုင်းပြည်စုံကြည့်ဟုလေနံဓာတ်ကမှတ်ပြီးတော့